ဖေးချိုလေးဆိုရင်ကြောက်တော့ဂိတ်ဆုံးလို့ပါ လက်ဖေးချိုလေးဆိုရင်ကြောက်ပတောင်းခိတ်ဆုံး ဟုတ်တယ်ဗျာ ဟုတ်ပါပါဗျာ ကြားစိတ်ဆိုရင်စော်ရဲ လက်ဖေးကြားသိတော့မှာပဲစော်ရဲလို့မှာ ဟုတ်ပါတယ် ပါတယ် ပလိန်နိုသိပေါ့ဆိုရင်စော်ပြောင်းပါရိုက်လို့ပါ လက်ဖေးပလေးကိုနိုသိပေါက်လိုက်စော်ပြန်ပါရိုက်ငါဘာမှတော့ဆောင်မလဲ ဒီကိုကျုပ်ကတဲ့နော်လေ plane လို့ဒီမှာတော့ ဟုတ်ကဲ့ပါဗျာဆရာရဲ့ကရုံးမကျင်ကုန်မယ်စော်ပြန်ပါရိုက်မယ်ဆရာရဲ့ အကြီးလေကိုမအား စပွဲတော့သုံးလို့ကြည့်တော့ပဲလုံးမရှိဆိုတာပွက်တည်ရောကားထလာတယ်အလုံးကြီးကန်ဖြစ်နေဒီကံကြရတော့နည်းနည်းများတယ်စိတ်ထားပြူစင်ဒီဒါတော့ဟုတ်တာသူ့ဆက်မှာတော့တာဆိုတော့စိတ်ထားပြူစင်မှာသူနဲ့အစီအပြေမှာပေါ့ဘယ်နှစ်ရိုးသားကြိုးစားဒါလည်းဟုတ်တာဘုဘောများတယ်မှာတော့တာဆိုရိုးသားကြိုးစားလို့မှဆိုင်ရင်ကိုချစ်မှာပေါ့အဲ့လည်းဟုတ်တာတော့မိစုံဖဆုံးကြည့်ရမိစုံဖဆုံးကြည့်ရမိစုံဖဆုံးဖြစ်ရင်သူကတော့မခေါ်တော့ဘူးအေးရမလားမသိလေးပညာရေးချင်းမလို့ပါလာတော့ငါလည်းကွက်တီငါ3တန်းကို3လောက်အောင်လာတာငါလည်းဒီပညာရေးချင်းတော့ကွက်တီတော့ပဲလုံးဝရှောက်လဲ ဘို့ဘာလို့လို့လဲ ဟောဘာမှမလုပ်ပါဘူးဘာမှမသုံးနိုင်ပါဘူးဘယ်လိုသုံးလို့လဲလောက်တာရှောက် ဟုတ်ကဲ့ကိုခဏထိုင်အောင်ကြော်ဆိုင်ရင်ခေါ်ပြီးပါ ဟုတ်ကဲ့ကျေးဇူးပါဘူး အေးမင်္ဂလာပါကြီးလေး ဟုတ်ကဲ့ ဟိုအလုံးလာလျှောက်လာလား ဟုတ်ကဲ့ဟိုစပွဲတော့သုံးလို့တယ်ဆိုတော့လေစပွဲတော့လောက်တာပါ အေးစီကန်းချက်တွေတော့ငါညီဖတ်ပြီးမှလား အတင်းကနေတော့မှလည်း၄ခုထိပါတယ်ဗျာ ဟောအေး အဲ့ဒီပထမတော့စိတ်ထားကြည့်စင်ရမယ် ဟုတ်တယ်လေ နော်စိတ်ထားကြည့်စင်ပါလေကျွန်တော်ရွာသားပါ အဲ့တော့အလုံးလုံးပါသိပါလေ ဟုတ်ကဲ့ဟုတ်ပြီးတော့ရိုးသားကြိုးစားမယ်ကျွန်တော်ရိုးသားနဲ့ကြိုးစားလုပ်မှာပါ အေးကောင်းတယ် ဟိုမရှိတဲ့တခုမေးတယ်ကြိုးဒီမိစုံဖတ်တော့ကြည့်ရမယ်ဆိုတော့မိစုံဖတ်တော့မကြည့်ဒီစားမှာဘောလို့လုပ်လို့မရတော့ အဲ့လိုမဟုတ်ဘူးလေငါကြီးရဲ့ပြီးဆုံးဖတ်လို့ရှိရမယ်ဆိုတာတကယ်လို့ငါကြီးကိုကွာအလုတ်ခတ်လိုက်မယ်ဆိုရင်ဒါလို့ငါကြီးမှာမိဘမရှိဘူးဆိုရင်တကူလို့တော့ကွာဘယ်သူ့သွားတိုင်ရမလဲ โอ้အဲ့ဒါကြောင့်လည်းဟုတ်တာပဲ မိဘရှိမှကွာငါကြီးပဲကွာသွားတိုင်ရမှာ ဟုတ်ကဲ့ဟုတ်ကျွန်တော်နားလည်းပါခင်ဗျာနားလည်းပါပြီဟိုပြီးစကတဲ့နံပါတ်လေးပညာရှင်းမလို့ဆိုတော့ကျွန်တော်ဟန်ပြည့်တယ်နဲ့ကျွန်တော်ဟဲ့ အော်အေး ကျွန်တော်3တန်းအောင်လာတာ ဘယ်လို ဟို3တန်းအောင်လာတယ်ဆိုတော့ကျွန်တော်3တန်းအောင်လာပြီးတော့အောင်လာပြီးတော့4တန်းတက်ဖို့ဆီယာမငြိမ်းမမီလို့ဆိုပြီးတော့3တန်း3နဲ့တိုင်းလာတာပြီ နောက်တယ်ဒီကွာလို့ပြောနေတဲ့လူတွေကိုသဘောကျတယ်အမေကိုလောက်ခတ်လိုက်ပြီကွာ လောက်ခလိုက် ဟုတ်ကဲ့သူသားမှာပါ အေးတားလေးကြိုးတာကြိုးတာ ဟုတ်ကဲ့ ဘိုးဘိုးရေဘိုးဘိုး ဟုတ် ဒီလောက်လောက် အော် အေးအားလို့ပြောတဲ့ကောင်သဘောကျတယ် ဟုတ်ကဲ့ ဆိုင်ရ အေးဟွာဖူဟိုလောက်ခတ်လိုက်ပြီနော်ဟုတ်သူ့လိုအပ်တာရှိတင်ပေးလိုက် ဟုတ်ကဲ့ မင်းလည်းမသိရသူ့ကိုမေးလို့ရတယ် ဟုတ်ကဲ့ပါကိုညာ အေးသူ့လာ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  ဟုတ်ကဲ့ ဟုတ်ကဲ့ပါကိုညာဟောဒီထိုင်မှာ ညီ ဘို့ကကြောက်တဲ့တခွာလေးမောက်ပါဆိုပြီး ချိုးတဲ့ခွက်နော်အဲကြားတဲ့ခွက်ချိုးတဲ့ခွက်ပါဟုတ်ကဲ့ပါကျွန်တော်ကလာချပြီပါ ခေးပါ ဆရာချိုးတဲ့ခွက်ကြားတဲ့ခွက်တဲ့ဆရာ ဟုတ်ကဲ့ ဟုတ်ကဲ့ဆရာနောက်ကျကျွန်တော်လည်းလည်းမသိမင်းတော့ဆရာနော် တေးသေးတယ် ဟုတ်ကဲ့ဆရာကျွန်တော်အဲ့ရမ်းဖြောနေတာဆရာရဲ့ဟုတ်ကဲ့နော်ခုနကတော့ခွက်တာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ ဒီလိုလေးလေးပေါ့
ဟာဒီလေလက်တွေတုံးနေ ကျွန်တော်ဟာဒီခုမှလိုက်ရတာကိုကြီးခွက်ဒီကနမနိုင်သေးလို့ မကျွမ်းသေးလို့ဖြစ်မှာတဲ့ ဟုတ်ကဲ့နောက်ဘာမှသုံးစားအောင်မလဲ တော့ညီလေ ဟုတ်ကဲ့ပါခင်ဗျာ တရားရေးအဲ့ဒီလောက် ဟုတ်ကဲ့ပါဆရာ တော့ဖိနေတော့ ရဆရာ မေကိုလက်ဖေးမောင်မာလေးကနဲ့လွဲ ဟိုမလွဲပါဘူးဆရာရဲ့ဟိုသူကချိုးသိန်းတစ်ခွက်ကြားသိန်းတစ်ခွက်တဲ့ကျွန်တော်လည်းဟိုပြောဆရာချိုးသိန်းတစ်ခွက်ကြားသိန်းတစ်ခွက်လို့ပြောလိုက်တာပါဆရာ ဟာရောဒီတော့မလွဲပါပါတို့ရန်ကုန်ခေါ်ဒီခေါ်လေးရှိတယ်ကစတမာစိတ်ဝင်စားအောင်ပေါ့ကွာ ဟုတ်ကဲ့ပါဆရာ အေးဘလို့မအားမလဲဆိုတော့လက်ဖေးရေချိုလေးဆိုရင်ကြောက်တော့ကိတ်ဆုံးလို့ပါ လက်ဖေးချိုချိုလေးဆိုရင်ကြောက်ပတောင်းခိတ်ဆုံး အေးဟုတ်တယ်ဗျာ ဟုတ်ကဲ့ပါဆရာ ကြားစိတ်ဆိုရင်စော်ရဲ လက်ဖေးကြားသိန်းဆိုကြားသိန်းတော့မှမှာပဲစော်ရဲလို့မှာ အေးလို့ပါတယ် ပါတော့ ပလိန်နုစိမ့်ပေါ့ဆိုရင်စော်ပြောင်းပါရိုက်လို့ပါ လက်ဖေးပလေးကိုနိုသိန်းပေါက်လိုက်စော်ပြန်ပါရိုက် ဟေးအဲ့လိုမှကစတမာစိတ်ဝင်စားအောင်ပေါ့အော်စိတ်ဝင်စားဟာဒီတိုင်းဘလို့ပါလဲဟာနောက်ကိုဆိုင်ကိုထားခြင်းလေးပေါ့ပေါ့ဗော ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာတာကျိုးသားပါမယ်တာကျိုးသားပါမယ် ရဲဆိုပြီးဒီဘက်ကြည့်မဆက်ခံလို့ရ ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာဒီရလို့ရန်ကုန်ကတော့ကြားလိုက်မြင်လိုက်ရအထူးဆန်းနေပြီပဲ ဟိုနောက်ကငါကြီးမြလည်းပြီးယူတော့မှာကွာ ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဝယ်တော့တုတ်လိုက်မှာဆရာနော် အေးโอเคဆိုကြ ဒါဘိုးဘိုးကြီးလေးဖုန်နေပြောင်းတုတ်တာနော် ဟုတ်ကဲ့ နေကနေ့လည်းဆိုင်ပါတော့ရင်တို့တွေတခါလေးပြည့်မယ်အကျမ်းမခံနေရေးလဲမယ်ဖုန်နေပြောင်းနေအောင်တုတ်တာနော် ဟုတ်ကဲ့ အေးတရားလို့တရားလို့တုတ်တရားလို့မင်းတို့အားနေအိတ်ဖို့ပဲနော်လောက်ကိုကြိုးစားလို့နေကနေ့လည်းအားလုံးနေဖုန်နေတုတ်ဒီဘက်စီလေးလဲနော်မိုက်ဖုန်နေတော့အဲ့ဒါမှရမှာပေါ့ကွာဒီနေ့တူကြတော့တန်းဖြစ်တာဟုတ်တယ်မလား ဟုတ် အေးလို့တရားလို့ဆရာဟာဒီဘက်အဲ့ဆိုရင်ဒီကတနာသွားပြီးတော့ဒီဘက်ဟိုဖုန်လေးတွေပါတော့ရေကက်တွေပါသွားစီလိုက်မှာဆရာနော် ဟုတ်တယ်လွတ်ပါလို့နော် ဆရာမင်းထားဝိုက်လား ဆောက်ရပြီ ဟုတ်ကဲ့ မြောက် ဘယ်စားထိုက်ပါလိမ့်ဆရာရဲ့ဟုတ်ကဲ့အဲ့ဒါပဲသွားရမလို့ဆရာနော်ဟုတ်ကဲ့ပါဆရာကျွန်တော်ဖုန်းသုံးနေလားဆရာ哦，没了，报来比呢，比较。下个懂了，帮我躺地了，就是了。တရားရဲ့ဟိုရအဲ့ဒါလား ဟုတ်ကဲ့ပါဆရာငါဘာမှတော့စောင်းမလဲ ဒီကိုကျောင်းကားတဲ့မောင်နဲ့ plane လို့သိမောတစ်ခွက် ဟုတ်ကဲ့ပါဆရာဆရာကရုံးမကျင်ကုန်မယ်စော်ပြောင်ပါရမယ်ဆရာ အကြီးလေကိုမအားဟုတ် ဟောဒါဒီလိုရှိပါတယ်ခင်ဗျာဒါလက်ပိတ်ဆန်ပန်းစကားပါအခုတောက်ကျင်တာကျုပ်ကကြက်ရဲ့ပလင်းတို့သိပါဟုတ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်မှလည်းတူတူပါခဏလာပို့ပြပါနော်ဟုတ်ကဲ့ဘာမှတော့စောင်းမလဲခင်ဗျာ ချုံတိုင်းတစ်ခွက်ချိုလေးရဲ့ကြားတိုင်းတစ်ခွက် ဟုတ်ကဲ့ဆရာကြောက်ပရောင်းကိစုံနဲ့စော်ရဲတစ်ခွက်မှာမယ်ဆရာ လူတွေခါနာလည်းမသိ လာပို့ပြပါမယ်နော်ခဏလေးဒါဆီယာမလည်းဘရုံမကျင်ကုန်မယ်နော်ဒါစော်ပြောင်ပါရိုက် ဟုတ်နေတာနော် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟောဒါညီလေးမှာလည်းချုံသိန်းကိုချုံလေးနော်ဒါကြသိစော်ရဲဟုတ်ကဲ့ဘာမှတော့သိလည်းမသိဘူး ရပါပြီဒါဆိုပြည့်စုံ ဟုတ်ကဲ့တော့လည်းရှင်းပြောပါနော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကြည့်လိုက်ပါညတာ ဟုတ်ကဲ့ပါခင်ဗျာ မထိုင်စပွဲတော့လာလိုက်တာစပွဲတော့ ဟုတ်ဘာမှတော့တောင်းကြအောင်လားဗျာ လက်ဖေးတစ်ခွက်လောက် ဟုတ်ကဲ့ပါခင်ဗျာအမဘာမှတော့တောင်း လွတ်တစ်ခွက်လောက် ဟုတ်တော့ဟုတ်ကဲ့ဆရာတပည့်တောင်းမယ်နုံးနိုင်မယ်ဆရာ
你让我这配带比弄来哪了？这招子！哦，你让我这眼睛，这配带比弄来去哪了？哪有？ မဟုတ်ပါဘူးမတို့ဟဲ့မဟုတ်ပါဘူးတပည့်တောင်းမယ်နိုးနိုင်မယ်ဆိုတာတပည့်တစ်ခွက်နိုးတစ်ခွက်လို့ဘန်ကနာနဲ့ပြောလိုက်တာပါမတို့ရဲ့